အားလုံးပဲမင်္ဂလာပါဆရာကတော့ grade 12မြန်မာစာကိုသင်ကြားပဲဆရာစင်မင်းထွန်းဖြစ်ပါတယ်ဒီနေ့သင်ကြားမယ့်သင်ခန်းစာကတော့မြန်မာစာအပိုင်း2အဖက်အယုတ်သင်ခန်းစာမြန်မာကဗျာရွေးချယ်ချက်တဲ့ပရိဒါလက်ရမျက်မှောက်ခေတန်ပေါက်ကဗျာပဲဖြစ်ပါတယ်မြမရုပ်သေးရုပ်အစင်စင်ဖြစ်ပေါ်လာပုံကိုသိရှိစေရန်မမောဝယ်ကောင်းသောရုပ်သေးကျိုးဆွဲပညာကိုတန်မိုးထားတတ်စေရန်ဆရာတက္ကသိုလ်တော်သားဤရေးဖွဲ့ကိုသိရှိစေရန်တို့ပဲဖြစ်ပါတယ်သင်ခန်းစာမိတ်ဆက်လေးကိုကြည့်အောင်ပရိဒါလက်ရာကဗျာမှာတက္ကသိုလ်တော်သားဆက်ဆိုသည့်လက်ရာဖြစ်သည်တက္ကသိုလ်တော်သားကိုတောင်သာမြို့နယ်မိပေါအောင်စပူကြီးရွာ၌အဖဦးအေးမောင်အမိဒေါ်လာချေတို့က1942ခုနှစ်အောက်တိုဘာလ9ရက်နေ့တွင်ဖွားမြင်ခဲ့သည်အမည်ရင်းမှာဦးအောင်တောင်းဖြစ်သည်တက္ကသိုလ်ဝန်ထမ်းကိုတောင်သာမြို့နယ်လိုင်းရက်ရွာတိကျောင်းမှအောင်မြင်ခဲ့ပြီးမန္တလေးတက္ကသိုလ်၌1960ပြည့်နှစ်တွင်တက်ရောက်ပညာစည်းပူးခဲ့ရာမြန်မာစာဝိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိခဲ့သည်မဟာဝိဇ္ဇာဘွဲ့ကိုရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှရရှိခဲ့သည်တက္ကသိုလ်မြန်မာစာနီးပြအဖြစ်1966ခုနှစ်တွင်စတင်မှုတန်းခဲ့သည်နီးပြမှပမောက္ခတိယာတူးအတာဝန်အစဉ်စဉ်ကိုလုံသားများကောလိပ်မြကြီးနားကောလိပ်မော်လမြိုင်ဒီဂရီကောလိပ်ရန်ကုန်တက္ကသိုလ်ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့တွင်တာဝန်ထမ်းဆောင်ခဲ့ပြီးပမောက္ခတာဝန်မှအငြိမ်းစားယူခဲ့သည်ယခုအခါမြန်မာစာအဖွဲ့တွင်အချိန်ပြည့်အဖွဲ့ဝင်ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပရကူသင်တန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်အခြေခံပညာမြန်မာစာဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီအဖွဲ့ဝင်တဦးဖြစ်သည်ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပရကူသင်တန်းတွင်စာပေဘာသာရပ်ဘာသာစကားဘာသာရပ်များကိုပို့ချနေစေဖြစ်သည်1960ပြည့်နှစ်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွင်ဘာလဲဟဲ့လောကဒန်ဝတ္ထုတို့ကိုစတင်ပုံနှိပ်ဖော်ပြခြင်းခံရသည်အောင်နိုင်တက္ကသိုလ်တော်သားဦးအောင်တောင်းကလောင်မီများဖြင့်အထွေထွေဆောင်းပါးနှင့်စာရန်များ200ခန့်ဝတ္ထုတို့40ခန့်မဂ္ဂဇင်းစာဆောင်ကဗျာ300ကျော်လုံးချင်းစာအုပ်15အုပ်ကိုရေးသားခဲ့သည်ဝဟင်ဆန်မိတ်ဆွေများစာမှုဖြင့်စာပေဗိမာန်စာမှုခလေးစာပေပထမစုနယ်ချက်ခုခံစစ်နှင့်မျိုးချစ်သူရဲကောင်းဘိုးရညွန့်စာအုပ်ဖြင့်ထုံးဖောင်ဒေးရှင်းစာပေအထုပ်ပတိစုမြမဂုံရီနှင့်အခြားကဗျာများစာမှုဖြင့်စာပေဗိမာန်စာမှုကဗျာတတိယစုမင်္ဂလာချိုတေးတန်ကဗျာများစာမှုဖြင့်စာပေဗိမာန်စာမှုခလေးစာပေဒုတိယစု2021ခုနှစ်တွင်ဝိဇ္ဇာပညာထူးကျွန်တစ်စိတ်ပထမစစ်များရရှိခဲ့သည်ဆရာဦးအောင်တောင်းသည်ရန်ကုန်မြို့ကမာရုမြို့နယ်3ရပ်ကွက်ရတနာလန်းအမှတ်73နေအိမ်တွင်မိသားစုနှင့်နေထိုင်လျက်ရှိသည်ပရိဒါလက်ရာကဗျာသည်ဘိုးဘွားများလက်ထက်ကဖန်တီးခဲ့သောမြမတုခုမအမှုပညာဖြစ်သည့်ရုပ်သေးရုပ်ပြုလုပ်ပုံနှင့်မမောဝယ်ကောင်းသောမြမအစဉ်အလာရုပ်သေးတွင်ပညာကိုတမိုးထားထိမ့်သိမ်းစောင့်ရှောက်တင်ကြောင်းရေးဖွဲ့ထားခြင်းဖြစ်ပါသည်ဒီသင်ခန်းစာမိတ်ဆက်လေးကဆိုတော့အမှားမှန်ကြီးကွက်လက်ဖြည့်တွေမှန်ရွေးတွေကိုဒီကနေပြီးတော့ထုတ်တာဖြစ်ပါတယ်ဒါကဒီကဗျာပါအကြောင်းအရာလေးဖြစ်ပါတယ်ဒါပြီးတော့မှ sorry ရောပြောရအောင်နော်ကဗျာလေးကိုမလေးလာခင်မှာဆိုတော့ခက်စစ်လေးကိုရင်တော့လေးလာကြည့်အောင်ကော့ညှို့ကွေးညက်လှပသောကာဟန်ကျိုးဆွဲရုပ်သေးရုပ်လှုပ်ရှားကဗျာရန်ရုပ်သေးကျိုးကိုအလှုပ်အရှားပြုသည်ကျိုးဆွဲပညာရုပ်သေးကဗျာသည့်အတက်ချစ်သားထုပပုရုပ်ထုလုပ်သည်စေတနာတက်မွန်မြတ်သည့်စိတ်ဓာစီးချက်ချနရီမှန်မှန်စီဝါတီးသည်အချိန်ကိုက်စီဝါတီးသည်ဇံများဝင်စိတ်ကူးကောင်းပေါ်လာသည်ဆွေဟောင်းမြင်းပြက်ယွင်းသည်တီးကွက်တီးမှုတ်သည့်အစစ်အပိုင်းတော်မတ်နှစ်သက်ဆွဲမွက်ဖွယ်ကောင်းသည်တော်နယ်ဝင်နန်းတော်နှင့်ဆိုင်သည်နန်းသုံးတော်ဝင်ဖြစ်သည်ထွေးပါထိမ့်သိမ်းဆောင်လျှောက်ပါနိပတ်950ဇဝိတုခင်းချင်းပြတာသောဇလံနောက်ခံတီကားပြရန်တီဆိုပေးသည့်တခြင်းပြုံးပြက်ပြရုပ်သေးရုပ်ကပြောင်းသလိုလိုပြုံးပြသည်ဒါဆိုရင်ဆောရီကဒီစာမိုးဝဲဖြည့်တဲ့ခါကျရင်ဆောရီကဒီwhite green နေနဲ့ပါဒါဆိုနံပါတ်73ဆိုဆောနိပတ်လို့ပြောရင်ဆရာကဒီမနစ်ကတော့ဒီเนาะအောင်ကျက်ညီမရေးမှာဆိုပြီးတော့ဒီwhite queen နေကွာဆိုရင်နောက်က white queen နေဆိုရင်တဲ့ဒီစာမွဲဖြေတဲ့အခါမှာထည့်စရာမလိုလို့ပြောတယ်ဒီအဲ့လိုမျိုးအရှိမဒီပြုံးပြက်ပြဆိုရင်တော့ဒီလိုအရှိမ white queen နေပါရင်တော့ဒါလေးကထည့်ပေးရမှာလို့
ဒါဒီပေါမောက်ခတွေကနေပြီးတော့ဒီအောင်ချက်မြန်မာရေးမှာပြောခဲ့တာတွေ့ရှိရပါเนาะဒါကြောင့်မို့ဒီရှုပ်ဝိုက်ကွေးဒါပေမဲ့အားလုံးကတော့အားလုံးကြက်တာအကောင်းဆုံးပါပဲเนาะဒါပေမဲ့ဒီစာမိုးပဲနီးတဲ့အခါမှာဒီသတင်းစာပါအကြောင်းအရာတွေဆိုတော့လိုက်နာပြီးတော့မှဒါကြက်တာအကောင်းဆုံးပါပဲเนาะအဲကြောင့်မို့ဒီနောက်ကဒီဝိုက်ကွေးနေချက်ကမှာလားဆိုပြောဝိုက်ကွေးနေကလည်းချက်ကမှာဖြစ်ပါတယ်ဘောကျဲပုံပြုတ်ထားသောငွေပြားငယ်ယမနီပေါ်ပါလျက်ပြင်းတွဲသောတစ်ပင်တစ်တာရှေးလက်ရဘိုးဘွားတို့ဖန်တီးခဲ့သည့်အမှုပညာရွှေကြည်ထို့ပိုးဖဲ့စသည့်ပိဿတွင်ရွှေချီဖြစ်ပုံဖော်သည်ရွှေမြင်ငွေမြင်ရွှေငွေတထုများကိုနန်းကျိုးမြင်ပြုထားသောချီလက်ရာတက်ဖန်တီးနိုင်သောလက်မှုစွမ်းရည်တပင်ပညာဆိုကရီတီပညာတုခုမှတိမ်မွေ့ရင်ကျေးသောအမှုပညာတင်ငန်းစာစောင်းရန်ရှောင်းရန်နီလန်အနှင်းတပရိသတ်ကိုအတိမြင်ပေးသည်ဒီကြပြလေးကိုဒီခက်စစ်ကိုလေ့လာပြီးတော့မှဆက်တော့ကြပြလေးကိုပြန်ပြီးတော့လေ့လာကြအောင်နော်အဲဆိုရင်ပရိသတ်လက်ရအဲဆိုရင်ဆက်တော့ကြပြအမျိုးအစားလေးကပရိသတ်လက်ရကြပြအမျိုးအစားကတန်ပေါက်ကြပြအမျိုးအစားဖြစ်တယ်ဒါဆိုရင်တန်ပေါက်ကြပြဆိုတာဘာလဲလို့ပြောရင်နားစင်သူရဲ့နားတွေကိုပေါက်ပေါက်မြောက်မြောက်ဝင်သွားအောင်ရေးဖွဲ့တဲ့ကြပြကိုတန်ပေါက်ကြပြလို့ပြောတယ်။ဟိုရင်တန်ပေါက်ကြပြဆိုပေါက်မြောက်ဝင်နေဆိုတာကဘာပြောရလဲဆိုဒီစာဖတ်သူရဲ့နားထဲမှာအမြဲမမေ့အောင်ဆွဲမြင်းမှတ်မိစေလို့တဲ့ရည်ရွယ်ချက်နဲ့ရေးဖွဲ့တဲ့ကြပြမျိုးတွေကိုတန်ပေါက်ကြပြလို့ခေါ်တယ်။ကြောင့်မို့ဆောတွေကနားစင်သူနားထောင်ဖတ်တဲ့သူကိုငါတို့ကပါလေနားတွေကိုပေါက်ပေါက်မြောက်ဝင်သွားအောင်ရေးဖွဲ့ထားတဲ့ကြပြကိုတန်ပေါက်ကြပြလို့ပြောလို့ရတယ်။ဒါမှမဟုတ်ဒီကြပြကလည်းစာရှိမှပြောခဲ့ပွားပြီးသင်ခန်းစာမိတ်ဆက်မှာတုန်းကဒီမြမရိုးရာရည်ကြီးမုံမွေနှစ်ဖြစ်တဲ့ရှေးရိုးရာစင်လာတစ်ခုဖြစ်တဲ့ဒီရုပ်သေးရုပ်ပြုလုပ်ပုံနဲ့ရုပ်သွေးကျိုးဆွဲပညာကိုဒီကြောင့်တန်မိုးထားတက်စေရန်ဒီနောက်သားနောင်သားတွေနော်ဒီကြောင့်တွေကတန်မိုးထားတက်စေရန်ထိမ့်သိမ်းဆောက်ရှောက်တက်စေရန်ရည်ရွယ်ပြီးတော့ဒီကြပြလေးကိုဆရာတက္ကသိုလ်တော်သားကရေးဖွဲ့ခဲ့တာဖြစ်တယ်တန်ပေါက်ကြပြကိုရေးဖွဲ့ဆိုတာကဒီကြပြလေးကိုဖတ်ပြီးတော့ဆရာတွေကထိမ့်သိမ်းရမယ်ဆောင်းလျှောက်ရမယ်ဆိုတာကိုသိစေခြင်းနဲ့ရည်ရွယ်ချက်ကိုတွေ့ရှိရပါတယ်ဟုတ်ပြီပရိဒါလက်ရာယမနီသားထင်းဖြတ်သားညံသွားသူကဇံများဝင်ကဒါဆိုရင်ယမနီသားဆိုတာခုနဆရာတွေဒီမှာဆရာယမနီပင်မှာအဲယမနီပင်ကအသားကိုယူပြီးတော့မှဆရာတွေကနေပြီးတော့ဒီရုပ်သေးရုပ်ပပုကိုထူရတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါယမနီရဲ့ဒါယမနီပင်မှာဒါသူရဲ့ယမနီရဲ့အပင်ရဲ့ရွက်ဖြစ်ပါတယ်ဒီရွက်ပုံစံကိုတွေ့တာနဲ့ဒါယမနီပင်ဆိုတာကိုကျွန်တော်သိရှိရမှာဖြစ်ပါတယ်ယမနီသားထင်းဖြတ်သားညံသွားသူကဇံများဝင်ကဆိုတာဒါဆိုရင်ဒီယမနီသားကိုဆိုတော့ဖြတ်ထားတဲ့ထင်းတုံးသားတုံးအဲ့ဒီတုံးကိုညံသွားသူကညံအမျော်မြင်ရှိသူကတဲ့ဇံများဝင်ကဆိုတာအနုပညာဇံဝင်ပြီးတော့ဒါကိုပပုထုတာလို့ပြောရပါတယ်ဒါဆိုဆရာတွေကဒီဆရာတွေကပပုထုတယ်လို့သာသည်ဖြစ်နော်ဒီရှုံနေတဲ့ဆရာတွေအယုတ်တွေလုတ်တယ်ဆိုတာဒီအနုပညာတွေကအနုပညာဖြစ်တဲ့အတွက်ကြောင့်မလို့တချင်းဆိုတာတွေကတာတွေစတဲ့အားလုံးဟာဆရာတွေအနုပညာလုပ်ငန်းတွေဖြစ်ရမို့ဒီအနုပညာဇံဝင်မှလည်းဆရာတွေကပို့ပြီးတော့ကိုယ့်ရဲ့အနုပညာကလက်ရမြောက်တာဖြစ်ပါတယ်ဒီလိုပဲဒီပကြီးပပုသမားတွေကလည်းနော်ပပုဆရာတွေကလည်းဒီသူတို့မှာဒီပပုရဲ့ဆရာရဲ့အနုပညာဇံဝင်ပြီးတော့သူတို့ရဲ့ဒီအယုတ်ကလေးကိုဆရာတွေကရုပ်ကိုဒီတက်သားမှာဆရာတွေကနော်အနုစစ်ထွင်းထားတဲ့ခါမှာဒီရုပ်ရဲ့လက်ရာကပို့ပြီးတော့မြောက်တယ်ပေါ့နော်အကြောင်းမို့သူကညံအမျော်မြေဒီယမနီသားထင်းဖြတ်သားယမနီသားကိုဖြတ်ထားတဲ့ထင်းကိုတဲ့ဒီဆရာတွေကဒီညံမျော်မြေရှိတဲ့ပပုကနေနော်ပပုဆရာကနေပြီးတော့အနုပညာဇံတွေဝင်ပြီးတော့ပပုတူးခဲ့ပါတယ်တဲ့တက်သားပပုအယုတ်ထုရှုမဝတဲ့မင်းသားဖြစ်လာဆိုရင်အဲ့ဒီတက်သားအဲ့ယမနီသားကိုပပုထုအယုတ်လုပ်တဲ့အခါမှာတဲ့သူ့ရဲ့နုပညာဇံဝင်နေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီထုတ်လိုက်တဲ့ဒီပပုလေးဟာတဲ့တော့ရှုမဝတယ်ကြည့်လို့မဝတဲ့เนาะကြည့်လို့မဝတဲ့လှအလွန်လှပတဲ့လက်ရမြောက်လာတဲ့ပါလဲဆိုတော့မင်းသားရုပ်ဒီရုပ်လေးဖြစ်လာခဲ့ပါတယ်တဲ့ဟောဖြစ်လာပြီးသွားပြီဆိုတာဆိုရင်အကျန်းတယ်ပေါ့เนาะအဲဆိုရင်ဆရာတွေကနှပုံလေးမှာကြည့်အောင်ဒီမှာဆိုရင်ဆရာတွေကဒီမှာဆိုရင်ဒါယမနီသားကိုဆရာတွေကနေပြီးပေါထားဆိုတော့သူကအကျန်းတယ်ခေါင်းတွေလက်တွေခန္ဓာကိုယ်တွေကျတော့ထုတ်လိုက်တယ်ပေါ့နော်ဒါဘာမှကျိုးတွေပါဘာမှဆရာတွေမလောက်ကသေးဘူးအရင်ဆုံးဒီမှာဒါအကျန်းတယ်ဒါကိုသူ့ရဲ့အနုပညာဒီပပုဆရာကနေပြီးတော့နော်အနုပညာဇံဝင်ပြီးတော့ဒီခေါင်းတွေလက်တွေခြေတွေကိုဆိုယမနီသားကနေပြီးတော့ထုတ်လိုက်တာပေါ့နော်အဲ့ဒါပြီးတဲ့အခါမှာဘာလုပ်မှလဲဆိုတော့ဆရာတွေကအဲ့ဒါကိုဆရာတို့ကစေးချယ်မယ်ဘာချယ်ရမှာဆိုတော့အယောင်စေးချယ်ရမယ်ကျိုးမထိုးသေးဘူးနော်စေးချယ်ပြီးတော့မှဆရာကမှနောက်စင်မှာဆရာတို့ကကျိုးကိုထိုးမှာဟုတ်ပြီနော်အဲ့မို့ရှုမဝတဲ့မင်းသားဖြစ်လာစေးရစေးစုံချယ်တခုံးမျက်စပြုံးပြက်ပြတဲ့ပကြိလက်ရဆိုတာကဒီအယောင်ဒီယမနီသားကိုထုတ်လိုက်တဲ့ဒီနော်အကြံထုတ်လိုက်တဲ့ပပုမင်းသားရုပ်ကလေးကိုအယောင်ချယ်လိုက်တဲ့အခါမှာဆိုရင်ဒီမျက်ခုံးမျက်လုံးအစနော်လက်ရမြောက်တဲ့အခါမှာဆိုရင်ဒီမင်းသားရုပ်လေးက
ဒီကြည့်တဲ့သူကိုနော်ပြောင်ပြက်ပြက်နဲ့ပြုံးပြနေဟန်ကလေးဟာလေဒါနော်ရှိနေတာဟာဒါရုပ်သေးရုပ်ကိုပကြီးစေချဲတဲ့မြမလူပညာပကြီးလက်ရပဲဖြစ်ပါတယ်တဲ့အဲ့လိုပြီးတော့ကျိုးတွေပါထိုးပြီးတော့ငါတွေကထပြီးတော့ကိုနော်ဒီလုံးဝပြည့်ပြည့်စုံတဲ့ရုပ်သေးရုပ်ကလေးဖြစ်သွားတဲ့အခါမှာကြီးစက်ကြည့်တဲ့အခါမှာနောက်ခံတေးကစီးချက်ကြတီးကွက်လှတဲ့ဂီတဆရာဟောဒါဆိုရင်ဒီစိန်ပေါ်မှာတက်ပြီးတော့ဒီရုပ်သေးရုပ်လေးကတက်ပြီးတော့ကတော့မယ်ကတဲ့အခါမှာဆရာတို့ကနောက်တန်တီလုံးရှိတာမင်းသားရုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမင်းသားရဲ့ဒါ sorry ရနော်စီးချက်အတွက်မင်းသားတီလုံးနောက်ကတီလုံးနဲ့သူဒီရုပ်သေးရုပ်ကိုဘာလို့မှာလဲသူကဒါဆိုဒီမှာကဘာကိုပြောရလဲဆိုတော့ဒီရုပ်သေးကတဲ့အတွက်မှာကကွက်ပိုကောင်းအောင်စီးချက်ကြနဲ့တီးနိုင်နေပါလေတီးကွက်ကောင်းနေပါလေဂီတဆရာလို့ပြောထားတာဒါဆိုရင်ငါတို့ကနောက်မှာဆိုင်းဝမ်းနေရှိမယ်เนาะ sorry ဓမ္မဆိုင်းဝမ်းနေပါရှိမယ်ပေါ့ဒါဆိုရင်အဓိကအဖြစ်တော့ဒီဇမင်းသားရုပ်ထုဆိုတာဆိုင်းဝိုင်းနဲ့တီးရတာများပါတယ်ဒါမှမဟုတ်ဒီနောက်ခံတီးကွက်ကဒီရုပ်သေးရုပ်ရဲ့အကောက်ကိုပို့ပြီးတော့ပေါ်လွင်စေတယ်ပေါ့เนาะအဲ့ဒါသူကဒီဂီတဆရာရဲ့အစွမ်းကိုပြောထားတာဖြစ်တယ်ပြီးတော့ကောညွတ်ကွေးညက်ပျော်တော်ဆက်တော်မတ်ဖွဲ့ကျိုးဆွဲပညာเนาะဒီမင်းသားရုပ်ကိုဆရာတို့ကကတဲ့အခါမှာသူကဒီလက်တွေမှာဒီခြေထောက်ဒီခြေထောက်တွေမှာသူကဒီကျိုးလေးတွေနဲ့ဆရာတို့ကဆွဲတယ်။အဲဒီစီးချက်လေးကတဲ့အခါမှာလက်ကလေးတွေကအပေါ်ကွေးညှို့သွားတာခြေထောက်လေးခေါင်းလေးတွေကဒီမျိုးလေးဆောင်းသွားတာဒါဆရာတို့ရဲ့ရုပ်သေးကတဲ့အခါမှာဒါမြင်မှုလိမ့်မယ်เนาะဒါခုဒါဝိဆရာရုပ်သေးကတဲ့အခါမှာဒီလက်ကလေးတွေကဒီမျိုးနော်ဒီဒရောင်စီလေးတွေရွေသွားတာတို့လက်ကလေးကကော့ညှို့သွားတာလို့ဒီနောက်ခံတီးဂီတာကလည်းဂီတဆရာကလည်းတချင်းကောက်ကွက်ကနော်ကောင်းတဲ့အခါမှာဒီရုပ်သေးလေးရဲ့အခဟန်ကလည်းပို့ပြီးတော့ live fat နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်နော်အဲကြောင့်မို့ကောညုတ်ကွေးညက်ပျော်တော်ဆက်တော်မတ်ဖွဲ့ကျိုးဆွဲပညာဆိုတာသူနော်ဒီရုပ်သေးလေးကလိုက်တဲ့အခါမှာဆိုရင်ဆရာတွေကလုံးဝဒီနောက်ကတွေးခံဂီတနဲ့လုံးဝကိုက်ညီနေပြီးတော့ကြည်ရတဲ့အခါမှာအလုံးမမောပွဲကောင်းတယ်ပြီးတော့အနုပညာဆရာတွေကဒီရုပ်သေးကိုဒီလိုတစ်ခုကိုကားကွယ်လှဖို့အတွက်နော်ပရိသတ်တွေဆွဲလန်းဖို့အတွက်ဆိုတာဒီကျိုးဆွဲတဲ့ပညာကလည်းဆရာတွေကလိုပါသေးတယ်ပေါ့နော်ဆရာဒီလက်ကလေးဆရာဒီဆယ်ချောင်းနဲ့ပဲဆရာတို့ကထိမ့်ပြီးတော့ဒီရုပ်သေးကိုတီးချက်နဲ့တော့တီးလုံးနောက်ခံတီးဂီတာနဲ့စီးချက်ညီအောင်ဆရာကကရတာပါအဲမို့ဒီပညာကတော်လေးမလွယ်ကူပါဒါမြမယူရပညာထဲမှာတစ်ခုပါပါတယ်ပေါ့နော်အဲ့ဒီဟာလေလုံးမမောဖွယ်ကောင်းတယ်ဗာလေကျိုးဆွဲပညာပဲဖြစ်ပါတယ်ရွှေမြင်ငွေမြင်ဘောကျင်ငင်တော်နယ်ဝင်တဲ့ရွှေချီတို့ပါအဲ့ဒီခါမှာဒီရုပ်သိမ်းဒီမင်းသားပေါ်မှာဝစ်စင်ထားတဲ့အင်ကြီးဟာလေဆောက်တွေကဒီပြောင်လက်ရွှေမြင်ငွေမြင်နဲ့ပြုတ်ထားတဲ့နော်ရွှေချီတို့ငွေချီတို့ပြီးတော့ဘောကျဲဆိုတာကြောက်ပါလေဒီအင်ကြီးမင်္ဂလိအင်ကြီးတွေမှာအယောင်နေတောက်ပလာအောင်နော်နည်းနည်းအယောင်ထွက်အောင်ဘောကျဲအဝိုင်းကလေးတွေပေါ့နော်အဲ့လားလေးတွေတော့ဒီမှာဒီကအောက်ကလူကအစင်အောက်ကလူကပြိတ္တကလှမ်းမြင်တဲ့ခါမှာဒီမင်းသားရုပ်လေးကအောက်ကမီးတွေနဲ့ဆိုရင်မီးတောက်ရပါလေအယောင်လေးတောက်ပနေတယ်ပေါ့တောက်ပနေပြီးတော့ကနေခါမှာဒါလေးပို့ပြီးတော့ကြွစေတာပေါ့အဲကြောင့်သူကဒီမင်းသားဥထားတဲ့အင်ကြီးတွေမှာလဲရွှေချီငွေချီတွေပြီးတော့ဘောကျဲတွေနဲ့ထိုးပြီးတော့ခြေထောက်ကနော်ချိတ်တွေပါတယ်နဲ့ပေါ့တကယ်အောင်သူကဒီဒါကတော်နယ်ဝင်နဲ့ရွှေချီထိုးပါဆိုတာကဒီဇောတွေကဒီမှာတော်နယ်ဝင်တော့နန်းတွေမှာနော်နန်းတော်တွေမှာဇောတွေအတုံးခံရတယ်နော်ဖြော်ဖြေရတဲ့ကောင်တွေပေါ့နော်အဲကြောင့်မို့ तू ကဒီထဲမှာ तू ဝစ်စင်ထားတဲ့ရွှေချီရလေဒါနန်းတော်တွေမှာသုံးတဲ့နော်ဒီဟိုးလုံးကဒီရှေးဘရင်တွေမှာသုံးတဲ့ဒီချိတ်ပုံတံပြီးတော့အဝိစားပုံတံပဲဖြစ်ပါတယ်တဲ့အယုတ်ကလေးကစူငိုပြငိုရရီရတပင့်ပညာဟောဒါဆိုရင်အယုတ်ကတော့ဆရာတွေကပဲဆိုမလဲဒါဆိုရင်နောက်ကနေပြီးတော့ဒီအတန်ကိုဒီကျိုးဆွဲတယ်ပေါ့နော်သူကနေပြီးတော့ဒီဇက်နဲ့အလိုက်အောင်တချင်းနဲ့လိုက်အောင်ပါလဲဆိုပြရတယ်ငိုပြရဒါလည်းမှာငါတို့တပင့်ရဲ့တပိန့်ပညာမြမတပိန့်ပညာပေါ့စက်တပိန့်ပညာပဲဖြစ်ပါတယ်အဲဆိုရင်ဒီရုပ်ကတော့ဆရာဟာမပြောဘူးဒီရုပ်ကိုကျိုးဆွဲတဲ့သူကတကယ်ဇက်တန်ဆိုင်းတန်နဲ့တကယ်နော်ငါပါလေဆိုပြရတယ်ငိုပြရတယ်ကြီးပြရဒါကလည်းငါတို့တကယ်မြမတပိန့်ပညာပဲဖြစ်ပါတယ်နိပတ်တော်မှစခိန်ပြအနှင်းကြတဲ့ဘဝသင်္ကန်းစာအဲဆိုရင်ငါတို့ကဖះဟော90သနိပတ်တော်တွေထဲကနေပြီးတော့နော်ကောင်းတို့ရဇက်တွေကိုဆရာတို့ကနေပြီးတော့ဒီရုပ်သေးပြဇက်နဲ့ရုပ်သေးနဲ့ကပြဖြော်ပြေးပြီးတော့ဘာတွေကိုပြိတ္တတွေကိုပေးလဲလို့ပြောရင်ဘဝအတွက်လိုအပ်တဲ့သင်္ကန်းစာတွေကိုလည်းဒါလေပေးလေးရှိပါတယ်ပြီးတော့လက်ရာပေါင်းစုကောင်းအောင်ပြုတုခုမာတဲ့မြမအစင်လားเนาะလက်ရာပေါင်းစုဆိုတာကကောင်းစွာဆိုရင်ဒီဆရာရိကเนาะဒီကားတဲ့ပညာဂီတဆရာရဲ့เนาะနောက်ခံတက္ကိတာအလှပြီးတော့ဒီပပုဆရာရဲ့ပကြီးပညာเนาะပပုဆရာရဲ့ပပုထုလို့တဲ့ကောင်เนาะဘူးထုလို့တဲ့အနုပညာရုပ်သေးရုပ်လေးကိုကျိုးဆွဲနေတဲ့ဒါကျိုးဆွဲပညာကျိုးဆွဲတဲ့သူရဲ့အတက်ပညာအားလုံးပေါင်းစုပြီးတော့ဒီနေရာမှာလုံးဝမမောပွယ်တန်မိုးထားပွယ်ကောင်းတဲ့မြမအနုပညာတပိန့်ပညာမြမအရှိယိုးအစင်လာတခုပဲဖြစ်ပါတယ်တဲ့စေတနာတက်လက်ရာတက်ပေါင်းဆက်ထားလို့
ဖိုးမဖြတ်တာဒါဆိုရင်ဒီထဲမှာကပကြီးဆရာရဲ့ဇေဒနာပြီးတော့နော်ဒီမှာပြီးတော့ဒီမြမယဉ်ကျေးမှုရဲ့ဒီမှာဆရာကြီးကပြီးတော့ဘာတိလဲဆိုလက်ရာတက်ဆိုတာကဒီပကြီးပညာတွေမှာငါတို့ကဆရာတွေကအမှုပညာလက်ရာတွေပါတယ်ဘယ်လောက်ထိကျွမ်းကျင်လဲလို့ပြောရင်ဒီယုတ်ကလေးရာဆရာကပို့ပြီးအသက်ဝင်နေတာပေါ့နော်ပြီးတော့ဂီတဆရာရဲ့အဂီတအစွမ်းနေအဲ့ဒါတွေအားလုံးပေါင်းဆက်ထားတဲ့အတွက်ကြောင့်မလို့တဲ့တန်မိုးဖြတ်လို့မရနိုင်ပါဘူးတဲ့ကဘာပေါ်ရင်ကိုစီတွင်မရှင်နိုင်ကြမြမလက်ရကဘာပေါ်မှာဆရာရဲ့နိုင်ငံတိုင်းမှာဆရာရဲ့ယဉ်ကျေးမှုတွေရှိကြပါတယ်သို့တော့လည်းပဲအဲ့ယဉ်ကျေးမှုတွေကိုဒါတော့ဆရာတို့ကဆရာမြန်မာနိုင်ငံရဲ့ဒီယုတ်သေးပညာကိုတော့ရှင်လို့မရပါဘူးနော်ကဘာမဲစကြဝဠာပွဲမှာဆိုရင်ဒီမြန်မာဘက်ကနေတွားပြိုင်တဲ့အလှမှန်တယောက်ကဒီ national costume ပေါ့နော်ဒီအမျိုးသားဝတ်စုံကိုဆရာတွေကနေပြီးတော့ဒီယုတ်သေးယုတ်နေပေါ့နော်နောက်မှာဆရာတို့ကဒီလိုမျိုးလဲဆိုတော့ဒီယုတ်သေးမြန်မာနိုင်ငံပုံရွှေတကုံဖျားပုံကြီးပေါ့နော်အဲ့လိုမျိုးအဲ့ယူထမ်းပြီးတော့သူကသူ့ပေါ်မှာကြိုးတွေချီပြီးတော့သူကနေပြီးတော့ဒီ national နော်အမျိုးသားဝတ်စုံနဲ့တွားပြိုင်တဲ့အခါမှာဒီကဘာအားလုံးမှာမှဒီဈာအမှတ်ရဆရာပြတာပေါ့နော်ကဘာအားလုံးမှာမှဒီဟာလေးကပါလေဒီအမျိုးသား national costume စုကိုရရှိခဲ့တာရှေးလက်ရာကောင်းရွေးရာဟောင်းညားပင်မဲ့မဆွေးစရာထွေးပါနွေးစွာ21ရာစုတက္ကသိုလ်တော်သားရမို့ဒီဟာကဒီဇာရရဲ့ဒီရုပ်သေးရုပ်လေးထင်းယမနေသားကနေပြီးတော့စတင်ပြီးတော့ထင်းတုံးကနေပြီးတော့ဒီမျိုးအသက်ဝင်တောက်ပအယောင်ထွက်တဲ့ဒီရုပ်ရှင်နော်ဒီရုပ်သေးရုပ်မင်းသားရုပ်ကလေးဖြစ်လာပြီးတော့မှဒီအကပညာဒီကျိုးဆွဲပညာတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာဒီရှားရှိလာတဲ့ဒီဟာရှေးရိုးကနော်ဇာရကဒီရှေးစင်ဆက်ကနေပြီးတော့ပြုတ်လောက်လာတဲ့ဇာရကရိုးရာဟောင်းအစင်လာဟောင်းဖြစ်တယ်သို့တော်လည်းပဲဟောင်းနေတော့ညာလည်းပဲဒါကိုဇာရကပြစ်ပယ်စရာမဟုတ်ဘဲနဲ့ငါတို့ကထိမ့်သိမ်းဆောင်ရှောက်ပေးရမယ်အရာဖြစ်တယ်ဆိုပြီးတော့ဒီဆရာတက္ကသိုလ်တော်ကနေပြီးတော့ရေးဖွဲ့ထားတာဖြစ်ပါတယ်ဒါဆရာရဲ့တော်တော်များများဆရာရဲ့ခုကလူငယ်တွေဆရာရဲ့နောက်လာနောက်သားတွေကဒီရုပ်သေးရုပ်ပညာဘလို့ဒီကာယပြရတဲ့ဒီဇက်တပင်လောကတွေကပျောက်လူနေပါဖြစ်နေပါပြီဒါတွေကိုဆရာတို့ကဒီຢာတွေကရှေးယူဆရာကရှေးကနေပြီးတော့အစင်လာတွေရိုးရာဟောင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတွေကထိမ့်သိမ်းရမှာဆရာတွေရဲ့တာဝန်ပဲဖြစ်ပါတယ်ဒီကဗျာကမျက်မှောက်ကဗျာဖြစ်တဲ့အတွက်ကြောင့်မလို့ကာယံတွေကိုဆရာတွေကနေပြီးတော့ကာယံတွေကိုထည့်ထားတာတွေ့ရှိရမှာပါဒီမျက်မှောက်ကဗျာမျက်မှောက်ခေတ်မှာရေးဖွဲ့ထားတဲ့ကဗျာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကာယံယူထားတာဒီကာယံတွေကဒီမှာအများကြီးတွေ့ရပါတယ်နော်အဲ့ဒီကာယံတွေကိုဆက်ဆက်ကြည့်အောင်ဟုတ်ရင်ဒီကဗျာလေးရဲ့ဆရာတွေကာယံယူစနစ်ပုံကိုဆရာနေပြီးတော့ပြပြမှာဖြစ်ပါတယ်ဟုတ်ရင်ယမနေတာထင်းဖြတ်တာညံသွားသူကဇံများဝင်ကတာသွားအဲဆိုရင်4 3နှစ်ကာယံကိုယူထားတာဖြစ်တယ်ပြီးတော့တစ်တာပပူအယုတ်ထုရှုမဝတဲ့မင်းသားဖြစ်လာပူထု4 3အဲဆိုရင်ဒီကထာလေးကဒီကဗျာရဲ့ကာယံယူစနစ်ဖြစ်တယ်ပေါ့နော်ပြီးတော့စေးစုံချေတာခုံးမျက်စာပြုံးပြက်ပြတဲ့ပကြီးလက်ရဒါတွေကလည်းဆရာပါလေတာစပြဆိုတော့4 3အဲဒီကဒီကာယံဒီအနီနဲ့ highlight ပြထားတဲ့ကောင်တွေကအနီဒါဒီကဗျာရဲ့ကာယံယူစနစ်ဖြစ်ပြီးတော့ဒီနောက်ခါတွေကလည်းဒီမှာအနီနဲ့ပြထားတဲ့ကောင်တွေကဒါကာယံယူစနစ်တွေဖြစ်ပါတယ်အဲဒီကဆရာတို့ကိုယ့်ဘာသာကိုလေ့လာရမှာဖြစ်ပါတယ်ဒီကဗျာကတော့ဗောနော်ဒီကဗျာကဒီမှာဆိုရင်ဆရာတွေကဒီမှာနောက်ခံတေးကစီးချက်ချတီးကွက်လှတဲ့ဂီတဆရာဒါဆိုရင်ကချလာဒါ4 3 3ကိုကာယံယူထားတာဖြစ်ပါတယ်။ရောဒီကဗျာကဆရာတွေကကာယံယူစနစ်ကဒီ4 3နှစ်တွေရှိမယ်ပြီးတော့4 3ရှိမယ်4 3 3စသည်ဖြင့်ကဗျာတစ်ပုဒ်ကိုဆရာတွေကဒီကာယံယူတဲ့ဟာကဒီကိုယ့်ရဲ့စင်ပြေတာကိုဒါမဲ့ဟို4 3 3 4 3 3ကြီးပဲကာယံယူလို့မရကာယံယူလို့ရတယ်လို့ဒီဆရာ4 3နှစ်4 3 4 3 3စသည်ဖြင့်လည်းဆရာတွေကစင်ပြေတယ်လို့ကာယံယူလို့လည်းရပါတယ်နော်။ဒီနောက်ဒီကာယံဒီဆရာအနီရောင်လေးတွေ highlight ပြထားတဲ့ကောင်တွေကဒီကာယံဒီကဗျာမှာပါဝင်တဲ့ကာယံနဗီတွေပဲဖြစ်ပါတယ်ပြီးတော့ကဗျာမှာဆရာတွေကဘာရှိသေးလဲလို့ပြောရင်ဒီကဗျာရဲ့အဆုံးမှာခါလာယာညာပါညာစာလာတာယာဒါကဆရာတွေရဲ့ဒီကဗျာရဲ့အဆုံးမှာတော့အခန့်ပြန်ပြီးတော့အုပ်ထားတဲ့ကောင်လေးဖြစ်ပါတယ်နော်တော့ဒီအခန့်အုပ်တဲ့အခါမှာလည်းပဲဆရာတွေကဒီ device ပြီးသွားတဲ့အခါမှာကာယံလေးကိုပြန်ပြီးတော့အခန့်ကိုပြန်အုပ်ထားတာဖြစ်ပါတယ်ဒီသင်ခန်းစာရဲ့ဆိုလိုရင်းကတော့ဒီယမနေသားမှရုပ်သေးရုပ်ကလေးဖြစ်လာပုံအစဉ်စဉ်ကိုပေါ်ပြထားပုံမမောဘွယ်ကောင်းသောကျိုးဆွဲပညာကိုတန်ဖိုးထားရန်လိုအပ်ပုံမိသူမြမရှင်နိုင်သောတုခုမှမြမလက်ရာကိုဟောင်းတော်လဲထိမ့်သိမ်းဆောက်ရှောက်တင်ပုံကဘာကမရှင်ပြိုင်နိုင်သောမြမရုပ်သေးပညာကိုပေါ်ပြထားပုံတက္ကသိုလ်တော်သားဟိစေတနာနှင့်ကြပြရေးဖွဲ့တို့ပဲဖြစ်ပါတယ်ဒီသင်ခန်းစာဆိုလိုရင်းလေးဖြစ်ပါတယ်
ဒါကတော့အမှားမှန်ဖြစ်ပါတယ်အမှားမှန်ကဆရာတို့ရဲ့ဒီသင်ခန်းစာမိတ်ဆက်တွေကနေပြီးတော့ရေးပြတာဖြစ်ပါတယ်ဒါကွက်လက်ဖြစ်ပါတယ်အဖြေမှန်ရွေးကလည်းဆရာတို့ကဒီသင်ခန်းစာမိတ်ဆက်တွေကနေပြီးတော့ရေးပြတာဖြစ်ပါတယ်သင်ခန်းစာမိတ်ဖွဲ့ကိုဆရာတို့ကဖတ်မှတ်ထားမယ်ဆိုရင်သင်ခန်းစာတွေကိုဖြေလို့ရမှာဖြစ်ပါတယ်ဒါကတော့ဆရာတို့ဖတ်စာအုပ်ပါလေ့ကျင့်ခန်းဖြစ်ပြီးတော့ဒီကဗျာကိုသင်ကြားရတဲ့အခါမှာကိုယ့်ရဲ့ခန်းစားချက်တွေနဲ့ဒီစာဆိုရဲ့အရေးအဖွဲ့တွေကိုဆရာတို့ကနေပြီးတော့လေ့လာပြီးတော့ဖြေကြားရမှာဖြစ်ပါတယ်ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်